ကြိုးစားကြအမျိုးမျိုးအများသဘောကျအောင်အများရှိအောင်အများနှစ်သက်အောင်ပုရုษေတို့သဘာဝလေးအတိမတာလေးတွေတော့ကြိုးစားနေကြတာပဲဘယ်သူကအများကမုန်းတဲ့သူမဖြစ်ချင်ကြပါဘူးများကရှစ်တဲ့သူပဲဖြစ်ချင်ကြတာလေဒါကြောင့်တော့မလို့ဘလောက်ပဲစေဝါဥစ္စာတွေချွေးဝေးရဏတွေကြောက်တာတွေဗရမ ्या တွေပေါ်များစေကမူတဲ့အဲ့ဒီတထေးကြီးကိုလေဘာမှဒါနမပြုဘလို့ဘူးဆိုရင်များကရှိပါမလားရှိပါဘူးဗျာမရှိဘူးနော်အဲ့ဒါတေးကြတဲ့စေဝါဥစ္စာတွေပြည့်စင်နေုံပြည့်စုံနေုံတသက်နဲ့လည်းအများရှိဖို့မလွယ်ဘူးအဲ့ဒီစေဝါဥစ္စာမှာပေးခြင်းကမ်းခြင်းလူချင်းတန်းခြင်းဆိုတဲ့ဒါနရှိမှသူ့ကိုရှိမှလေအလုတ်တဘောမှာပဲဖြစ်ဖြစ်လေကစီနေနေတဲ့ကိုစီနေနေတဲ့ဒီတထေးကြီးကိုလောကကဘောနဲ့လည်းမသိဘူးဟုတ်လားဘာမှလည်းမသိဘူးဒီတည်းပဲဆွလုံကိုအားနေတယ်ဆိုရင်သူ့လုံသမားတာဒီတထေးကြီးကိုချမ်းသာလို့လားမဖြစ်တာလို့လားဆက်စမ်းနေရတာဒါမဲ့တိတ်မရှိဘူးတိတ်သဘောမကျဘူးဘောမှန်ပါဗျာဒါနနော်ချမ်းသာတယ်လေလူရှိဖို့မလဲဂုဏ်နဲ့ရှိနေုံနဲ့ပဲလူရှိဖို့မလွယ်ဟုတ်လားဒါကြောင့်ပြောချင်တာဒါနရဲ့မျက်မှောက်ကျိုးဟာပြင်းချင်းကမ်းချင်းလူချင်းတန်းတဲ့ပုဂ္ဂိုလ်တွေကိုဒါနကအများကရှိတယ်ဒါကဘာတပြေကစားလို့ရအများရှိအပ်တယ်နော်သူမြတ်တို့ရှင်းတဲ့နံပါတ်1ကသူမြတ်တို့ရှင်းတော့သူတော်ကောင်းတွေကရှင်းတတ်တယ်တဲ့ဒါနပြုတဲ့ပုဂ္ဂိုလ်ကိုလေလောကမှာလူတွေအားလုံးကတူတာပဲစုကြတာလေဟုတ်လားစကားကောင်းပြောရမယ်ဆိုရင်တခိုးကတခိုးချင်းစုတယ်ဟုတ်လားယတမချင်းစုတယ်လိန်ညာပြီးတော့လှည့်သားနေတဲ့ဂိုင်းတွေကဘုဒ္ဓဝါဒဂိုင်းတက်လိန်ညာလှည့်သားတဲ့ဂိုင်းချင်းကစုတယ်တူတာတွေစုကြတာလေအဲ့တော့သူတို့ကောင်းတွေကဒီသူများဥစ္စာတွေခိုးယူနေတဲ့တခိုးတွေသူများတက်နေတဲ့ပုဂ္ဂိုလ်တွေထံဘုဒ္ဓဝါဒတွေမြောင်များစွာကျွလွန်နေတဲ့နေရမတရားတဲ့ပုဂ္ဂိုလ်တွေထံမှာသူတော်ကောင်းတွေကရှင်းကပ်ပါမကပ်ဘူးနော်အဲ့ဒါတော့ဘာပဲဖြစ်ဖြစ်ဒါနပြုတဲ့ပုဂ္ဂိုလ်မှာသူတော်ကောင်းတွေကရှင်းကပ်တယ်တရားပြလူကပုဂ္ဂိုလ်တွေကရှင်းကပ်ကြတယ်လူကပုဂ္ဂိုလ်တွေနဲ့မြဲတမ်းရင်းနှီးခွင့်ရတယ်ဟောအဲ့တော့ဘုရားအစရှိတဲ့ရိယာသူတော်ကောင်းကြီးတွေအားလုံးဟာရိယာတန်ခါတမ္မိုးရိတန်ခါအားလုံးဟာကျင့်ကြုံလိုက်နေဒါတွေကဘာလဲဆိုရင်လူကပုဂ္ဂိုလ်တွေလေအဲ့ဒီလူကပုဂ္ဂိုလ်တွေမှာသိက္ခာသုံးအကျဉ်းအားဖြင့်ပေါ့နော်တိလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတဲ့အဲ့ဒီသိက္ခာသုံးရပ်ကိုတီးနေရတယ်သိက္ခာသုံးရပ်ကျဆိုရင်သူတော်ကောင်းပေါ့အဲ့ဒီသူတော်ကောင်းကြီးတွေကစွမ်းတယ်ငယ်ကြောင်းစီဒီလေးပါမတင်နဲ့အောင်ပူရန်တွေကတော့ချစ်ကြကြတယ်လေအဘဘလို့ငယ်ငယ်ကသတ္တသားဘောကလေသတ္တသားကိုနေစွန်းကြတော့ဆုံးကအိမ်ဖိတ်ကြွဆုံးကဖိတ်ကြွတော့ရေဦးဆုံးဒကမာကြီးဘုံဘုံတို့ဦးဇင်းတို့ဘယ်ကြောင့်ဘယ်စာတင်လိုက်ကပါစာတင်သားပါဒကမာကြီးအိမ်မှာအမြဲမပြတ်ဆုံးကကြွခြင်းလေလို့ရင်ဖိတ်ရတယ်အဲ့ဒီမှာဒါနရှိတဲ့အိမ်ကြတော့10ပါး15ပါးနေ့တိုင်းတခုတခါတော့ဂရုစိုက်ပြီးရှက်လောင်းနေတာအဲ့ဒီအိမ်ကြည့်လိုက်တော့တန်ဃာတွေနဲ့မနေ့9နာရီရတဲ့ပြီးတော့10နာရီခွဲတော့တရားတန်ဃာတွေမြဲတဲ့ဝင်ထွက်ပြီးတော့သူတော်ကောင်းတွေကရှင်းကပ်နေကြတာကြည်တဲ့ချမ်းသာပြီးတော့တရေကြီးတွေတက်ကြီးတွေပိတ်ထားတာဘယ်ဘုန်းကြီးမှလည်းလက်မခံဘုရားပါဘယ်ဘုန်းကြီးမှလက်မခံမစိုးလဲမလောင်းကျင်ဘူးတော့မအားဝေးလည်းမရှိဘူးဒကာကြီးတွေပိတ်ကြဘယ်တန်ကမှလည်းဝင်ထွက်အဲ့တော့မင်္ဂလာတုံးတယ်လည်းမညီဘူးမြဲတဲ့ဒါနပြုတဲ့မြဲတဲ့ဆွတ်ချက်လောင်းနေတာလည်းဒါနမဟုတ်လားမှန်ပါဗျာအာဇိနိကဒါနဆွတ်ချက်လောင်းနေတော့တမနာနေစတတ်တဲ့ရဟန်းတွေမြဲတဲ့ကြွတော့ကြတော့ရဟန်းတွေဖူးလို့ရတာလေမှန်ပါဗျာမင်္ဂလာတော့နောက်တကမသိတာလေးတွေ
ဒီတန်ခါလေးတွေကိုမေးမယ်ဆိုတော့တရားဓမ္မလေးတွေမေးဖို့မရဘူးလားရပါတယ်ဗျာပြောရမယ်ဒါနရဲ့အစွမ်းအားဒါနရဲ့ကောင်းမှုဟာသူတော်ကောင်းတွေကလည်းရှင်းကတ်တယ်သူတော်ကောင်းတွေနဲ့တွေ့ဆုံမှုရတယ်ပေါ့ဒါကိုပဲအများရှိသူမြတ်တို့ရှင်နောက်တစ်ခါကောင်းတဲ့ကျွေတဲ့နော်မတော်ကြီးလို့ကောင်းတဲ့ကျွေတဲ့လောကမှာတရင်ကောင်းဖတ်တယ်ပေါ့ပြောတယ်လေဒီဒကာကြီးကဒီလူကြီးကအင်မတန်မှတရားကောင်းတာဘယ်ကြောင့်ကြီးလဲသူလူထားတာလေဘယ်စာနေလိုက်မရေးတာကြီးသူမလိုဘူးတဲ့နေရာမရှိဘူးတရားကောင်းလိုက်တာဟောအများကကောင်းတဲ့လေးမပြောကြဘူးလားပြောကြတယ်နော်ဒါနရဲ့မျက်မှောက်ကျိုးတွေနော်နောက်ဘဝမှာခံစားရမှာလားယခုမျက်မှောက်မှာလည်းကျိုးပေးနေရမှာယခုမျက်မှောက်မှာကျိုးပေးနေတာဒါနရဲ့မျက်မှောက်ကျိုးလေအဲ့ဒီလိုပဲဒီပုဂ္ဂိုလ်ဟာလေမောင်ပြကတော့ပတ်စံတာမရှိတာတရားကောင်းတယ်ပစ္စည်းချမ်းသာတာမချမ်းသာတာဒါနရဲ့ကျိုးပါပဲလို့ရှင်းဝမ်းခံရတာကောင်းတဲ့ကြားရတာကိုယ်ကောင်းတဲ့အကြောင်းပြောခံရတာနော်ဒါကိုပဲအများရှိသူမြတ်တို့ချင်းကောင်းတဲ့ရွယ်တဲ့ပွဲလေဝင်ရဲတဲ့လူရည်နာရေးမှာပဲဖြစ်ဖြစ်တာရေးနာရေးမှာပဲဖြစ်ဖြစ်နေတဲ့တက်တဲ့နဲ့ရဲရဲဝုန်းဝုန်းနဲ့ပွားရဲလာရေးရတယ်ဘယ်လိုပဲချမ်းသာလူတို့တိုးအောင်ဆိုပြီးဘုံဘုံတို့ဝက်ကောင်းစားတွေဝက်တယ်လေရွှေတွေတီးနေအောင်ဝက်ဒါပေမဲ့ကုစီနေပါကိုလိုက်သုံးဆောင်နေတာဘာမှဆွလို့မရှိဘူးနော်ဘာမှဆွလို့မရှိဘူးကုစီနေပဲဒီလိုပြောခံရတယ်လေနှုတ်ကမပြောတော့စိတ်လေးကတော့ပြောနေတနည်းအားဖြင့်ကိုယ်ရောမှာပြောနေမှာနော်ဒီကရှမ်းလာတာတရားတရားမရှိဘူးဟုတ်လားအခုတော့ကျတော့အကြောင်းတကာကြီးဆိုပြီးတော့နေရာပေးရညာတကာကြီးနေရာပေးရတယ်ဘုရားတကာကြီးသာသနာပြုတဲ့သာသနာရှိတဲ့သာသနာဒါယကကြီးလူမှုတမ်းမှုတွေရဲရဲတကာကြီးဆိုတော့အများကနေရာပေးရတယ်အဲ့ဒါကိုပဲပါတော့ပွဲလေဝင်ရွဲနော်ပွဲလေတက်တယ်လူကြားထဲမှာဘယ်နေရာသွားတက်တယ်နေတာဒါဆိုဘုံဘုံတို့ပြီးပါတော့သဘောပေါက်ရမှာလားဆေးရွှေရတနာကျောင်းသားဗရမဝေကောင်းစားသားတွေအထက်ဒါနပြုထားတဲ့ပုဂ္ဂိုလ်ပို့ပြီးတော့လူရမှာတက်တယ်လူရဝင်နေပေါ်အဲ့ဒါကဘုံဘုံတို့ပြောတဲ့အဘုံဘုံမြတ်စွာဘုရားကိုတိဟဆိုတဲ့ပုဂ္ဂိုလ်တယောက်ကမေးတာမြတ်စွာဘုရားကဖြေတဲ့အရာနော်မြတ်စွာဘုရားတဲ့ဒါနပြုရတော့ဟုတ်ပါရဲ့ဗျာတဲ့အဲ့ဒီဒါနကတဲ့ယခုဘဝမှာရင်ကျိုးပေးလာဗျာလို့တရားဆိုတဲ့ပုဂ္ဂိုလ်နော်တရားဆိုတဲ့စစ်သူကြီးကမေးတယ်မြတ်စွာဘုရားမြတ်စွာဘုရားရှိတာပေါ့တဲ့အများရှိအများကရှိတဲ့သူမြတ်တော်ရှင်တဲ့သူတော်ကောင်းတွေကရှင်းခဲ့တဲ့ကောင်းတဲ့ရွယ်ကောင်းတဲ့နေပြောကြရတယ်ဝဲတယ်ဝေရဲ့အဲ့ဒါကဒါနရဲ့မျက်မှောက်လက်ငယ်အကျိုးက၄မျိုးမြတ်စွာဘုရားက၅မျိုးဟောတာတမန်တော်အကျိုးတော်ကဟောပေးလိုက်တယ်ဉာဏ်ချင်းသူမြတ်တို့ချင်းကောင်းတဲ့ရွယ်ပွဲလေဝင်ရဲတဲ့မျက်မှောက်ကျိုးခန္ဓာဆဲတော်တဲ့ဒီခန္ဓာကြီးကတနေ့တော့မပြတေရမှာပဲလေမှန်ပါဗျာဘုနာတေကိဆုံးရမှာမဟုတ်လားမှန်ပါဗျာခန္ဓာဆဲတော်တဲ့ရောင်မြင့်နှထန်သူဂိဌာနရောက်ပါရောင်မြင့်နှထန်ဤငါးတန်မှတ်ရန်လူကျိုးတွေဒီဘုန်းကသိပြီးတော့လေသူဂိနှထန်လက်ပြီးရောက်ရအောင်ပဲဒါနလေကဲဒါနကဒါမျက်မှောက်အကျိုးက၄မျိုးသိပြီးတဲ့တမန်တော်နောက်ပါကလည်းပဲလက်ပြီးရောက်ရအောင်ပဲဟုတ်လားဒါနရဲ့အကျိုးပေါ့နော်အဲ့ဒါတချို့ကပြောတာပေါ့ဒါနပြုရုံနဲ့တော့အပေတကမပိတ်ပါဘူးလို့ဒီလိုပြောရရှိတယ်နော်မှန်ပါဗျာဒါနပြုရုံနဲ့တော့ပေတကမပိတ်ပါဘူးပေတကကဘယ်လိုမှပိတ်ပါသောတာပန်ဖြစ်မှာ
အဘယ်လေးမကပဲသောတာပန်ဆိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိလေသာဒီနှစ်ပါးပယ်ပြီပေါ့နော်အဲ့ဒါကဘုရားတရားသံဃာယတနာမြတ်သုံးပါးကိုအသက်နဲ့လဲပြီးတော့ယုံကြည်ကိုးကွယ်အားထားပြီပေါ့ငါးပါးသီလကိုလည်းမြဲမြံသွားပြီပေါ့နော်အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်ပြီပေါ့ဓမ္မသောတာပန်ဖြစ်ပါဒါနပြုံလေဘယ်ကပိတ်တာလို့မေးဝေရရှိတကယ်တော့ဒါနဟာပြုတ်တဲ့ပိတ်ပါရနော်မှန်ပါဗျာတကယ်တော့တန်ត្រာရှိတဲ့ဆိုတာဒါနကရှိတာမဟုတ်တဏှာကရှိတာဘာကရှိတာလဲတဏှာရှိတာပြိုလဲခက်ပြမပြိုလဲခက်ပြတန်ត្រာရှိကြဒါနနတံပြုတ်ခဲ့မပြုတ်ခဲ့ဒါနနတံပေတိလေးအဝိမောတော်မရဘူးထူးတဲ့ဒီနိဗ္ဗာန်တဲ့ဒါနကတော့မပြုတ်တဲ့တော့တန်ត្រာရှည်ကောင်းရှည်မှာပေါ့အဲ့ဒါတော့ဒါနကရှည်တာတော့မဟုတ်ဘူးတဏှာကရှည်တာပြည့်ပြီးပါရဲ့ဘာကရှည်တာလဲတဏှာရှည်တာပါဗျာဒီနည်းအားဖြင့်တက္ကာယကရှည်တာပေါ့မှန်ပါဗျာဘာကရှည်တာလဲတက္ကာယပါဗျာဒါနဆိုတာကဘုအတွက်နောက်ဘဝရှမ်းပါဖို့ယခုဘဝရှမ်းပါဖို့အတွက်ရည်ရွယ်ပြီးတော့လှူတာမဟုတ်ဘူးဟေ့ဟုတ်တယ်နော်မှန်ပါဗျာလောကမှာပြီးတဲ့ပုဂ္ဂိုလ်တွေကကိုယ့်အတွက်ပြီးတာမဟုတ်ဘူးသူ့အတွက်ပြီးတာလေသူရှမ်းပါဖို့အတွက်လေဟောပါလေဘုံဘုံလို့နောက်ဆုံးပိတ်လေအခွေးလေးတွေကောင်ပြေးတာကြအစတရားမဟုတ်လားမှန်ပါဗျာဩငါအစတရားကျိုးပေးဖို့အတွက်ငါလှူတာမဟုတ်ဘူးဒီခွေးလေးကိုငါကျွေးလိုက်လို့သူရှမ်းသာသွားအောင်ကျွေးတာပါလားဟုတ်လားမှန်ပါဗျာဒါပေမဲ့ဘိုးတို့မိဘတို့ကတာမန်အဖြစ်ကြီးဟာကဲတို့ခွေးလေးကောင်ကျွေးတော့မစနေရတယ်ကျိုးပေးပါဦးလို့ကိုကျွေးတွေတဏှာကတဏှာပါဗျာအဲ့ဒါကရှိတာနော်မှန်ပါဗျာဘာရှိတာလဲတဏှာကရှိတာကျွေးလိုက်တော့ကြတော့ဒါနပြောင်းသွားတာကိုယ့်အတွက်ဖြစ်သွားမှန်ပါဗျာဒါတော့သူ့အတွက်ဖြစ်ရမှာမှန်ပါဗျာဘာလေးပဲလုပ်လို့လေကဲဘုံဘုံတို့မိဘတို့လေဒီနေရာမှာကဲဘာသာတကန်းနေကက်တယ်လိုအပ်တဲ့ပစ္စည်းလေးပါးတွေနဝကမ္မလူတယ်ဒါဆိုဘုရုတယ်ဩဒီကျောင်းကတန်ဃာတွေရှမ်းသာပါစေစင်ပြေပါစေဆိုတဲ့ဒီကျောင်းကတန်ဃာတွေရှမ်းသာဖို့အတွက်လူလိုက်တာအဲ့ဒီလိုမဟုတ်ဘူးတို့တော့ဟေးနောက်ဘဝကျရင်လက်ပြေရောက်ရှင်တို့စီးပွားရေးတွေအောင်မြင်ခြင်းတို့ဆက်ဆက်ရလူမှုရေးတွေပြည်ခြင်းလို့ဆိုရင်ဘာဖြစ်သွားလဲတဏှာဖြစ်သွားနော်တဏှာဖြစ်သွားတယ်အခါတည်းကျတော့ဒီနေရာလေးမှာဟိုးရှင်ပြည်သားတကမာကြီးတရားနော်ရှင်ပြည်သားတကမာကြီးတရားနေလည်းပဲဘုန်းကြီးဘုံဘုံနေနဲ့နိကနေရတာမကောင်းဘူးလေရင်းနှီးရတာမကောင်းဘူးလေဒကမာကြီးဘာဖြစ်လို့ရှုံးနေနော်ဒါပုဂ္ဂိုလ်တွေပြောတာဒီကတော့ရင်းနှီးဆိုတော့ဒကမိတ်ဘာကြောင့်ချုံးတာချုံးတာဘောတယ်ဝါဆိုတဲ့ဝါဆိုတဲ့ကန်းကဲရတယ်ကရင်ကြတော့လေကရင်တကန်းကဲရတယ်တဲ့မွေးနေ့ဆိုလဲလူရတဲ့ကျောင်းလေးဆောင်လည်းပဲကျောင်းလေးပါရတယ်တိမ်လေးဆောင်လည်းပဲတိမ်လေးပါတယ်ဒါကြောင့်လေချုံးနေပြရတယ်ဘုန်းကြီးတွေမရင်းနှီးချင်ဘူးတဲ့သူပြောတာနော်အဲ့ဒါဒကမကြီးလို့ဘုံကယူရတဲ့နေရာမနေချင်ဘူးလို့အဲ့လိုလှူရတဲ့နေရာကိုနေချင်တာလို့နော်မဖြစ်တန်လို့လားယူနေရတာကိုကဘယ်လိုမှမလုပ်နိုင်သေးပဲဟိုလှူရတဲ့ရတာနဲ့ယူရတဲ့ရတာကမတူဘူးအဲ့တော့ဒီနေရာမှာ तू ကဘယ်လိုလေးသဘောမပေါက်ဘူးဆိုတော့ဒါနဆိုတာ तू ကပေးရတယ်လို့ထင်တယ်ပေးတယ်ဆိုတာကလူမှုရေးရပေးလို့လည်းမရဘူးဒါနမပြောက်ဟုတ်လားပုဂ္ဂိုလ်ကအာနာလို့လုပ်ရင်လည်းမပြောက်တော့ဘူးနော်သူကမဲဆွဲလို့လားငါလှူရတာဆိုလည်းပဲမှန်ပါဗျာတိတ်အကျိုးမရှိတော့ဘူးပေါ့အဲ့ဒါတော့သူရှမ်းတာဘောအတွက်ကိုကစွန့်ပေးတာသူ့အတွက်လှူတာဆိုရင်ဒီလိုလေးသဘောမပေါက်လို့ပေါ့နော်အဲ့ဒါတော့ဘုန်းကြီးတွေနဲ့ရင်းနေရတာရှုံးနေဖြစ်သွားတာနော်အဲ့ဒါလေးကစကားဆက်လို့နော်အဲ့တော့ဒါနဆိုတာအဲ့လိုမျိုးဒါနကတန်ត្រာရှိတာဘာတန်ត្រာလဲတဏှာကတန်ត្រာရှိတာဒါကြောင့်ပါရမီမြောက်တဲ့ဒါနဖြစ်အောင်လေလူလိုက်ရငါတွေလက်ပြရဖို့ကောင်းစားဖို့လူဘဝမှာစီးပွားရေးစင်ပြေဖို့ဆိုရင်ဒါတဏှာဖြစ်တယ်နော်
တချို့တွေအာစီဝိုင်းလေးစင်မြေအောင်ဘယ်ဘုန်းကြီးကိုဗာလေးသွားလူလိုက်တော့ဒါနဟုတ်သေးလားဟုတ်ပါဗျာအဲ့ဒါကတန်တရာလေးခြေတာနော်မှန်ပါဗျာဘာလို့ဆိုယခုပေါ်မှာ तू ကစင်ပြေဖို့အတွက်အောင်မြင်ဖို့အတွက်ရှမ်းလာဖို့အတွက်သူများတို့ကိုဆွန့်လွတ်တာမဟုတ်ကိုယ့်တို့ကိုဆွန့်လွတ်နေတာဟုတ်လားနော်ဒါကြောင့်စံပေးစီဆိုတဲ့စကားဟုတ်လားမှန်ပါဗျာကိုကစံလိုချင်လို့စီပေးနေတာဒီမှာဒါနမဟုတ်ဘူးလေဒါကြောင့်နောက်တစ်ချက်ကဝိဝိတ္တနေတိကဒါနာတန်ត្រာလွတ်မြောက်ဖို့အတွက်ယူရမယ်မှန်ပါဗျာဟုတ်လားသူကသူကျိုးပေးမှာတတ်တယ်နော်အကြောင်းနဲ့ကျိုးလေအကြောင်းကောင်းရင်အကျိုးကောင်းပါပဲဒါကမ္မတက္ကတာတာမာဒိဋ္ဌိမြတ်ဒါတတ်တယ်မှန်ပါဗျာအာရှင်မင်းရေဒီဘယ်လိုလုပ်တရက်စီစိုက်လို့တရက်ပင်ကြီးပေါပြီးတော့တရက်တိတိစားတာကသူကန္တာဟုတ်တယ်မလားအကူကနေရာကြီးကြီးစားခြင်းလို့ပါဆိုစိတ်ကမဟုတ်ဘူးအကြောင်းနဲ့အကျိုးကပြီးမှလေသူအကြောင်းလို့ရင်အတူကျိုးရမှာအကျိုးကောင်းရင်အကျိုးကောင်းမှာအကြောင်းဆိုးရင်အကျိုးဆိုးမှာဒါတက္ကတာနော်တက္ကတာကိုကဝိဝတ္တနေတိကနောက်ဆုံးနိဗ္ဗာန်ကိုရည်မှန်းပြီးတော့လူတန်းတာလူပေးတဲ့ပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးယုံနာ၅ပါးတက်ချီတုံးလေးမှာသာသနာပြုနေရတာနောက်ဆုံးဒီပုဂ္ဂိုလ်တွေဒီလူကြီးအားလုံးကလည်းပဲဒီခန္ဓာကြီးရှိရင်ပုံမှုမလွတ်ဘူးနာမှုဆင်းရဲမလွတ်ဘူးမှန်ပါဗျာတေမှုဆင်းရဲမလွတ်ဘူးခန္ဓာဒုက္ခသစ္စာကြီးဝိပါကဝဉ္ကြီးမှန်ပါဗျာဒါကြောင့်လို့အလှခံတဲ့ပုဂ္ဂိုလ်ကလည်းဒုက္ခသစ္စာယုံနဲ့နံရုပ်လည်းမမြဲနာမ်လည်းမမြဲဘူးဖြစ်ပြနေတဲ့စဲဖြစ်မှုပြတ်မှုတွေရှိနေတဲ့ဒီခန္ဓာကိုယ်ကြီးပဲဖြစ်ပြမကဲသေးဘူးပေါ့မှန်ပါဗျာဟောလူပေးတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမမြဲပါဘူးခန္ဓာနဲ့ခန္ဓာ၅ပါးယုံနာ၅ပါးဒုက္ခသစ္စာဝိပါကဝိကြီးရနေတာမှန်ပါဗျာဒီဝိကြီးကငါလွတ်လို့ကျွတ်လို့တဲ့ဆန္ဒနဲ့ဒီဝိတ္တိပြန်လုံးမယ်ဆိုရင်ကိလေသာနဲ့ကံတွေပြန်လုံးမယ်ဆိုရင်ဒုက္ခဝိကြီးပြန်ရတယ်မှန်ပါဗျာနော်သမုဒယတွေလုံးရင်ဒုက္ခပြန်ရတယ်ဗျာဒါကြောင့်ဒုက္ခတိပြီးတော့လူမယ်ပေါ့ဘယ်လိုလူရမှာတော့တိပြီးတော့လူရမှာဘာလဲသစ္စာတိလူရမှာမှန်ပါဗျာဘာတိလူရမှာလဲသစ္စာတိနဲ့လူရမှာပါဗျာဒါကြောင့်တဏှာနဲ့လွင်သမုဒယသစ္စာမှန်ပါဗျာသမုဒယသစ္စာလို့ရင်ဘာသစ္စာရမှာဒုက္ခသစ္စာရမှာဒုက္ခသစ္စာကဆင်းရဲတာလားရှားတာလားဆင်းရဲတာပါဗျာဝိနည်းပြောတော့ဝိပါကဝိကြီးဒါကြီးပြန်ရနေပါတော့ဘာနဲ့လဲညာဥစည်းပြီးတော့လူဘာဥစည်းပြီးတော့လူညာဥစည်းလူမှတိဖိတ်ကုသိုလ်ဘာကုသိုလ်လဲညာဥစည်းမလို့ဘူးဆိုရင်တော့ဒုဟိကုသိုလ်သူက30ပုံတော့ကျိုးပေးဦးမှာဩနာတိလွတ်လာမလွတ်ပါဘူးဒီခန္ဓာကိုယ်ပြန်ရပြီးတော့ဩနာတိနဲ့သောကဒုက္ခကပ်ပြီးမျိုးမျိုးဒုက္ခတွေမျိုးမျိုးဆင်းရဲတွေမျိုးမျိုးတွေနဲ့ကြုံရအောင်ပါဟုတ်လားတိဟိကုသိုလ်ဉာဏ်ရှင်ပြီးတော့ခန္ဓာအကြောင်းလေးကိုသစ္စာသိပြီးတော့လူရင်တိဟိကုသိုလ်ဖြစ်တယ်တဲ့အဲ့လိုလို့ပြီးရင်ဝိဝိတ္တနေတိကဒါနဖြစ်တယ်ပေါ့နော်ဒါကတော့ဒါနရဲ့လူပုံလူနည်းမျက်မှောက်ဘဝမှာအကျိုးပေးပုံအကျိုးပေးတဲ့ကောင်းကျိုးလေးတွေပေါ့နော်အဲ့တော့ဒါနကြောင့်ဒါနဆိုပုံညကုသိုလ်ပေါ့နော်အဲ့ဒါကြောင့်ဒါကုသိုလ်လို့ရင်တနည်းအားဖြင့်ကောင်းကျိုးကိုမျက်မှောက်ဘဝမှာကျိုးပေးတာဘဝဒါလေးပြောနောက်ကအကုသိုလ်လို့ရင်လည်းအကုသိုလ်ကမျက်မှောက်ဘဝမှာကျိုးပေးတယ်ဒါလေးလည်းပြောအောင်ပဲဘုရားမှန်ပါဗျာဒါလေးလည်းပြောအောင်ပဲအဲ့တော့အကုသိုလ်ဆိုတာဘာလဲဒုစရိုက်တရား10ပါးပေါ့ကာယဒုစရိုက်3ပါးဝစီဒုစရိုက်က4ပါးမနောဒုစရိုက်က3ပါးအဲ့ဒီဥစ္စာဒုစရိုက်တရား10ပါးအဲ့ဒုစရိုက်တရား10ပါးဒီအကုသိုလ်ပေါ့အဲ့ဒီအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းမျက်မှောက်ဘဝမှာပဲအကုသိုလ်ကကျိုးပြီးသေးတယ်တဲ့စောစောကတော့ကုသိုလ်လုပ်လို့မျက်မှောက်ဘဝမှာကျိုးပြီးတာနော်ဒါအကုသိုလ်လုပ်လို့မျက်မှောက်ဘဝမှာတို့အကုသိုလ်တွေလုပ်ပြီးတော့ဘာမှအကျိုးမပေးပါဘူးလို့ဒီလိုထင်ကောင်းထင်လိုက်တာဟုတ်ဘူးကျိုးပေးတယ်ဘာလဲဆိုတော့ကိုယ်ကိုဆွဆွဲသူလည်းဖြစ်တယ်ဒါဝေပညာအတ္တလာ၄ပါးဘေးကြီးချောင်းတဲ့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေကကိုယ်ကိုဆွဆွဲတယ်ဘေးနဲ့ပြောတော့အတ္တနုဝါဒဘေး
ဘာမိတဲ့တော့ အတ္တနုဝါဒပြောပါ ကိုဆွဲခံရနောက်ဆုံးပဲအကုသိုလ်လုပ်ပြီးဆိုဘယ်သူမှမသိသေးဘူးနောက်ဆုံးတော့ကိုလို့သိတယ်မို့လား မှန်ပါဗျာ ဒါကြောင့်မြတ်စွာဘုရားမကောင်းမှုဆိုတာစိတ်ွယ်ရမရှိဘူးလူသူလေးပါမမြင်ဘူးငါတယောက်တည်းပဲသိတာပါစိတ်ွယ်ရဲ့ရက်ပဲဆိုမကောင်းမှုအဲ့ဒီပုဂ္ဂိုလ်ကနောက်ဆုံးတော့အတ္တနုဝါဒပဲကိုတော့သိနေတာဆွဲခံနေရဒါကြီးကိုထက်ကတလဲတဲ့နောင်သားတွေပူပန်းနေရတာလေဟုတ်ပါမယ်သူများတက်လိုက်တဲ့ပုဂ္ဂိုလ်နောက်ဆုံးတော့ဘယ်မှမသိဘူးကိုတော့ဘာလို့သိနေဆွဲခံနေရတာပြန်တွင်းပြီးတယ်ရှမ်းသာနေရတာစစ်စစ်ရဲနေရတာစစ်စစ်ရဲတာနော်တာဝိဇ္ဇဒုက္ခဝိပါကလည်းအပြစ်နဲ့တကွာဖြစ်တယ်အကုသိုလ်ပါဒုစရိုက်ကဒုက္ခဝိပါကလက်ကဆင်းရဲခြင်းသဘောရှိနော်အဲ့တော့ဘယ်မှမသိနဲ့ကိုသိနေတာအရိဏဒါနသူများမသိအောင်ခိုးလိုက်တယ်ဗောဒါပေမဲ့တိုင်ရှင်တော့မသိဘူးဘယ်မှလည်းမသိဘူးဒါပေမဲ့ကိုတော့သိရတာအဲ့ဒါပါလဲဆိုအတ္တတဝါဒပဲနော်အဲ့ဒီတိုင်းပဲမကောင်းမှုဆိုတာစိတ်ကိုရမရှိဘူးဘယ်မှမသိဘူးကိုတော့သိရတာကိုတော့ဆွဲနေရအဲ့ဒါပါလဲဆိုတော့အတ္တတဝါဒဒီဒါကပဲတပည့်ကဆရာကြီးကကိုဆွဲသူလည်းပြစ်တယ်နောက်ဆုံးသူတော်ဘာတွေကလည်းပြစ်တယ်ပြီတဲ့တိသွားပြီဆိုတော့ဒီကောင်တစ်ခုပဲဒီကောင်လူတက်တော့ကောင်းမယ်သူများသားများပြင်မစော်ကားနေတဲ့ပုဂ္ဂိုလ်ပဲဒုစရိုက်တွေကျူးလွန်နေတဲ့ပုဂ္ဂိုလ်ပဲဒီကဆွဆွဲတာသူများကဆွဆွဲခံတယ်အဲ့လားပါလားပရဏုဝါဒဘေးဘယ်နဲ့ပြောလဲမပြောပါဘူးအတ္တနုဝါဒဘေးပရဏုဝါဒဘေးကိုဆွဆွဲသူလည်းပြစ်တယ်ဒါဝင်တွေ့ညာတဲ့ဒါခက်ခံတယ်အဲ့ဒါကဒန္တဘေးလို့ခေါ်မှန်ပါဗျာဆိုင်ရာပုဂ္ဂိုလ်တွေကတိသွားပြီဒါလူတက်တဲ့ပြစ်ဖို့ပဲသူများဥစ္စာခိုးတဲ့သခိုးပဲဆိုပြီးတော့တိရင်ဒီတိုင်းထားမလားထောင်ချခံထောင်ချပါပါထောင်ချအကျဉ်းခံမှန်ပါဗျာဒါဆိုတော့အဲ့လားပါလားလောကဒဏ်ခံရတာဘာခံရတာလဲအဲ့ဒါတော့အဲ့လားဒန္တဘေးလို့ခေါ်မှန်ပါပါဘယ်နှမျိုးလဲ၃မျိုးအတ္တနုဝါဒဘေးပရဏုဝါဒဘေးဒန္တဘေးအဲ့ဒီဘေးကတော့ယခုမျက်မှောက်ဘဝမှာပဲကြောင်းယခုမျက်မှောက်ဘဝမှာမှန်ပါဗျာနောက်ဆုံးပိန်ဒီကိုကပြပြကြီးနဲ့လိန်ညာပြီးတော့ကိုကလည်းပြောမယ်ဆိုရင်ပေါ့လေလက်လက်ပါးတွေပေးထားပြီးတော့လွတ်အောင်ဖုံးဖိထားမယ်ဆိုရင်တော့ဖုံးဖိညာကောင်းရနိုင်သေးတယ်ပေါ့အဲ့ဒါကပရဏုဝါဒပြီးသူတို့ကဆွဆွဲဖို့အတွက်တန်တပြီးအချုံတော့မကြအောင်ဖုံးဖိထားမယ်လောက်ကောင်းလွတ်နိုင်သေးတယ်ပေါ့ချွတ်ချက်နေနဲ့ဒါကတော့နောက်ဆုံးပိအတ္တနုဝါဒဘေးနဲ့ကိုဆွဆွဲတဲ့ဘေးကလက်ထိုးလို့ရတယ်မရပါဘူးဗျာတနှုတ်လုံးနဲ့ဒီအကုသိုလ်ကိုရေးကြည့်ရပါလိမ့်မယ်ပေါ်နေလက်ထိုးလို့မရဘူးနော်ဒန္တဘေးနဲ့ပရဏုဝါဒဘေးကတော့လက်ထိုးရင်ရကောင်းရနိုင်တယ်အတ္တနုဝါဒကိုဆွဆွဲတဲ့ဘေးကတော့မရပါဘူးနောက်တစ်ခုရရှိသေးတယ်ဒုက္ခတိဘေးတဲ့ဒီမကောင်းမှုအကုသိုလ်ဒုစရတွေလုံးလုံးမလို့အပြေရောက်မဲ့ဘေးကလည်းပဲလက်ထိုးလို့မရပါဘူးနော်ဒါကြောင့်နားလည်ထားမှာအကုသိုလ်လောက်တိုင်းလည်းပဲမျက်မှောက်ကျုံပေးမှာက၃မျိုးဘာလဲဆိုတော့အတ္တနုဝါဒပြီးကိုဆွဆွဲတဲ့ပြီးပရဏုဝါဒပြီးသူတော်ဘာတွေကဆွဆွဲတဲ့ပြီးဒန္တပြီးလောကဥပရိယပြစ်တယ်ချခံရတယ်ပြီးနောက်ဆုံးပဲအဲ့ဒီပုဂ္ဂိုလ်ကတေသွားလို့တမန်ရရင်ဒုက္ခတိပဲလေတိရစ္ဆာန်ပြိတ္တာပြောတယ်ဆိုတဲ့အပယ်လေးပါးကိုရောက်ရပါတယ်။အဲကြောင့်အလုံးစုံယန္တကယဟမသာသနာ့တိုင်ကသာသနာ့အမတော်ဒီကုသိုလ်ပဲလို့အကုသိုလ်ပဲလို့ပြစ္ဆုတ်ကံမှာလည်းပဲအကျိုးရှိတယ်။ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကပြစ္ဆုတ်ကံမှာကောင်းကျိုးရှိတယ်။အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကပြစ္ဆုတ်ကံမှာဆိုးကျိုးရှိတယ်။ပြစ္ဆုတ်ကံရမဟုတ်ဘူးကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကတမန်တော်မှာကောင်းကျိုးရှိတယ်။အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကတမန်တော်မှာဆိုးကျိုးတွေရှိတယ်။ကဲမိဘပေါင်းသူတော်ကောင်းတို့ဘုံများလုပ်နေတဲ့လမ်းကကုသိုလ်လမ်းတွေပါ။ကုသိုလ်လမ်းတွေဒီမြတ်စွာဘုရားဟောခဲ့တဲ့အတိုင်းနာမည်အကျိုးတွေလည်းရှိလို့တမန်တော်ကျိုးတွေလည်းပဲရှိနေတာပါပဲလို့ရုံရုံကြည်ကြည်လေးလေးစားစားဒါနရဲ့အာကိုသောနေရာဖြင့်သီလကိုအာကိုသောနေရာဖြင့်မိမိတို့ကျင့်ကြံထားတဲ့သမထဝိပဿနာတွေကို
အာကိုသောနေအပြင်လူဘဝအရာကိုက်မှာကုသိုလ်ဆောင်အောင်ပြုပါတဲ့ မှန်ပါပါ ။ဘာဆောင်ပြုရမှာလဲ ကုသိုလ်ဆောင်ပြုရမှာပါ ။ဒါမှတန်လေမိမိတို့ကနေတွေ့ကိုက်ပါတယ် မှန်ပါဗျာ ။ဘာတွေ့ကိုက်ပါလဲ။လောကမှာပြောတဲ့စကားရှိတယ်လေ။လာစာနေစာနေစာလုပ်တဲ့ပုဂ္ဂိုလ်ဒီနေ့ငါ3000ရမှာငါတို့နေတွေ့ကိုက်ပါ။ဆိုင်ကနေတဲ့ပုဂ္ဂိုလ်ကဒီနေ့တော့ငါတို့တရားမိသားစုအတွက်ကလေးတွေကြောင်းထားဖို့တယ်ဒီနေ့တော့9000လောက်ချိအောင်နင်းနိုင်ပါ3000လောက်ချိအောင်နင်းတယ်မှာသူ့တက်ကနေတဲ့ကကိုက်ပါအာကုမ္ပဏီဝန်ထမ်းတွေလိုက်လုပ်တဲ့ပုံကလည်းသူ့အတွက်တစ်လောက်ကိုဘလောက်ရမှာသူ့အတွက်ကနေတော့ကကိုက်ပါအဲ့ဒါတော့မိဘတို့ကနေစားလားလစားလားဒီခန္ဓာကိုယ်ကြီးကနေစားနေလေဘာလို့နေစားလဲဆိုတော့တရက်တမနဲ့မှရေမတိုက်ပဲနေလိုက်သူထမင်းမကျွေးပဲနေလိုက်ရလားအဲ့ဒါဘာလဲနေစားခန္ဓာကိုယ်ကြီးတော့ငါစားခန္ဓာကိုယ်တော့မဟုတ်ဘူးအေးတလားတော့ရေမတိုက်ပဲနေဒီခန္ဓာကိုယ်ထမင်းမကျွေးပဲနေရလားအဲ့ဒါတော့ဘာစားတော့နေစားခန္ဓာကိုယ်ကြီးအဲ့ဒီနေစားခန္ဓာကိုယ်ကြီးကိုကနေတွေ့ကြိုက်အောင်လုပ်လို့ရမှာပြောဘာလုပ်လဲဆိုတော့ဘာနာသီလသမထဝိပဿနာတဲ့အဲ့ဒီအလေးမျိုးလုံးတာဂျားထဲမှာထည့်ရင်ထည့်လာအောင်ဂုံတော်တွေမေတ္တာတွေထည့်ရင်ထည့်လာအောင်ကိုလုံးနိုင်တော့ပါလို့နေတော့တယ် မနေရွက်ကမှာပါဗျာ အဲ့ဒါလည်းမလုံးနိုင်ဘူးဆိုရင်တော့ငါဒီနေ့အတွက်ငါကနေအတွက်မကြိုက်သေးဘူးဘယ်သူအတွက်နေတယ်မကြိုက်ဘူးငါအတွက်ငါနေအတွက်မကြိုက်သေးဘူးဒီနေ့3000ရ4000ရတာတွေကအာကိုယ့်အတွက်တကယ်နေအတွက်ဟုတ်သလား မဟုတ်ပါဘူးဗျာ တာသမီးတွေတာလေးမယားတွေဟုတ်လားမလားဟောတည်တော့ကြတော့ကိုယ့်အတွက်နေတဲ့ဘက်ကတော့အဲ့ဒီတာရဲ့သမီးတွေဇနီးတွေမယားတွေကလိုက်ပြီးတော့ခံပေးလာ ခံလေးပါဦးဗျာ ကိုယ်ကခံရမှာနော် သာမဏေပါဗျာ လောက်တာကတော့အများစားဖို့ဆိုပြီးလုပ်နေတာခံရတော့ကြတော့ဘယ်လိုလုပ်ဟမ်ကိုတယောက်တည်းပဲခံရမှာဒါကြောင့်မိဘတို့ခန္ဓာကိုယ်ဒီ96ပါးသောယောဂဝိညာဉ်တွေကပိုင်တယ်ကိုမပိုင်ဘူးဈေးကျူပိုင်တယ်တွေးလို့ပိုင်တယ်နှလုံးပိုင်တယ်ကြောက်ကပိုင်တယ်အသက်ဒုနာခန္ဓာအကုန်လုံးယောဂတွေကပိုင်ဒီခန္ဓာကိုယ်ကပစ္စည်းဥစ္စာကိုပိုင်လားဘယ်သူတွေပိုင်တော့ရေပိုင်တယ်မီးပိုင်တယ်မဲပိုင်တယ်တခိုးပိုင်တယ်သာဆိုသမီးဆိုဝေခံဆိုပိုင်တယ်ကိုပိုင်ရဲ့ရေကြောင့်လည်းမပြည့်စည်နဲ့လေနာခဲ့မှာမီးတော်လို့လည်းမပါနဲ့ငင်ငယ်လို့လည်းမပြည့်စည်နဲ့မင်းကြောင့်လည်းမပြည့်စည်နဲ့တခိုးလည်းမခိုးနဲ့ကိုပိုင်ရလေကိုမပိုင်လို့ပေါ့ပစ္စည်းဥစ္စာမျိုးပိုင်တော့ရန်သူမျိုးကပါကိုပိုင်တာစေတနာဗါတယ်လို့အဲ့ဒီစေတနာဘယ်သူပိုင်တော့ ကိုပိုင်တာပါဗျာ ကိုမပိုင်သေးဘူးကိလေသာပိုင်တယ်အဲ့တော့ကိလေသာနဲ့ရင်တိုက်ရတာလေမြတ်စွာဘုရားဟောတယ်ဒါနင်းစာယုတ်တင်စာသမ္မာဓမ္မဟုအလူပေးတာနဲ့စက်တိုက်တာနဲ့တူတူပဲတဲ့ဟုတ်လားအဲ့တော့တင်စားတာဟောမြတ်စွာဘုရား မှန်ပါဗျာ အားကြောင့်အလူလူတော့ပဲဆိုရင်ကိလေသာနဲ့ရင်တိုက်ရမှာဘာမှကိလေသာ မှန်ပါဗျာ အာဘလူနဲ့ဝေးတားတဲ့ချေအောင်ရှမ်းမယ်ကျမ်းမာရေးတထားအောင်မယ်လူမှုရေးတထားအောင်မယ်အလူပွဲတွေလိုက်ဝင်ထားအောင်မယ်ကိုမလူနဲ့အိုးဘလူနဲ့တက်ရတာ ဒီတိုင်းရပါဗျာ လောဘကိလေသာရန်သူနဲ့တက်ရတာအဲ့ဒါတော့ကိုယ်စေတနာကိုမပိုင်သေးဘူးလို့ရေဥဒ္ဓဘုရားပိုင်လို့ ဒီတာပါ ကဲမိဘတို့ဒီနေ့ကကိလေသာကိုတိုက်ခဲ့လို့နိုင်ခဲ့လို့ဒီနေရာကိုရောက်လာတာကဲဒီနေ့တော့မိဘတို့ပိုင်ပြီလို့မှတ်လိုက်တော့ မှန်ပါဗျာ ကိုပိုင်တာကိုရမှာလေ မှန်ပါဗျာ ကိုလုံးအားကကိုရမှာပဲပေါ့လားအဲ့ဒါဘာလို့ကံကံဤဒိဋ္ဌိနဲ့ပြောကမ္မတက္ကတာသမ္မာဒိဋ္ဌိကိုလုံးအားကကိုပဲရကိုစိုက်တဲ့မျိုးလိုကိုပဲကျိုးခံစားရမှာကဲဒါကြောင့်ကံကံဤကျိုးကိုလည်းယုံကြည်နိုင်ပါစေယုံကြည်ပြီးတက္ကလာမိမိရဲ့ခန္ဓာဖြစ်မှန်တဲ့ကိုတတိပဋ္ဌာန်ဉာဏ်နဲ့ရှုမှတ်ပွားများပြီးတော့ခန္ဓာဒုက္ခတွေကိုလည်းရှင်းနိုင်ပါလေခန္ဓာအကျိုးတွေကိုလည်းပဲလွတ်အောင်ကျွတ်အောင်ခွာနိုင်တဲ့သစ္စာသိတဲ့သစ္စာသိပြီးတာလွတ်လာတဲ့ဒီဘဝဒီခန္ဓာဒီသာသနာမှာပဲမဖို့နိဗ္ဗာန်ကို
ရောက်လန်းတက်လန်းနိုင်တဲ့သူတော်စင်သူတော်မြတ်မိဘများဖြစ်ကြပါစေကုန်သတည်း သာ